အားလုံးပဲမင်္ဂလာပါခင်ဗျာဟင်းမချက်တိုင်းရင်တောင်ရတာရှိစားနိုင်ပြီးအစီအစဉ်နဲ့ကြိုဆိုပါရစေဒီနေ့အိမ်မှာဗာချက်ပြမလဲဆိုလို့ရှိရင် A1 family မိသားစုကထုတ်ထားတဲ့ရွှေနန်းဆောင်နန်းတွင်းရတာဆွေစုံဟင်းချက်မှုကိုအသုံးပြုပြီးတော့မှထမင်းကြော်မှာပါဒီထမင်းကြော်လေးရဆိုလို့ရှိရင်ရိုးရှင်းလွယ်ကူပြီးတော့မှအိမ်မှာရှိတဲ့မိသားစုတွေအတွက်အဆင်ပြေတယ်လို့မျိုးရောင်းနှန်းဝင်ထမင်းကြော်တွေမျိုးလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဘယ်လိုကြော်လဲဆိုတာကိုဆက်ပြီးမှကြည့်ရှုပြပါဦးခင်ဗျာညစ်ချင်ထမင်းကြော်ကြော်ဖို့ဆိုလို့ချင်းဒီညစ်ချင်လေးကိုမှကျွန်တော် bite size ပေါ့နော်အတုံးလေးကြီးပါမယ်ညစ်ချင်ထမင်းကြော်ကြော်ဖို့ဆိုလို့ချင်းကျွန်တော်တပွဲစာအတွက်ကိုရွှေနန်းဆောင်နန်းတွင်းရတာဆွဲစုံဟင်းချုပ်မှုတထုပ်ထည့်ပါမယ်ဒါလေးကိုမှကျွန်တော်ထုံးစံတိုင်းရင်နွေးလေးနဲ့ကျွန်တော်တို့အနှစ်ဖြစ်အောင်မှုရမှာပေါ့နော်ဒါထမင်းကြော်တပွဲစာအတွက်ပါညစ်ချင်ထမင်းကြော်အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဦးဆုံးကြက်ဥလေးကိုမှုပြီးတော့မှကြော်ပြီးတော့ဆယ်ထားပေးပါမယ်နော်ဒီမှာတို့ချင်းကြက်ဥချက်လို့ချင်းဒါကိုကျွန်တော်ဆယ်ထားပါမယ်ဆယ်ပြီးမှကျွန်တော်တို့ခုနက kitchen ထမင်းကြော်ကိုဆက်ပြီးတော့မှကြော်မှာဖြစ်ပါတယ်နော်ကြက်ဥကြော်ပြီးရတဲ့ဒီပိုင်းထဲကျွန်တော်တို့အဲ့ထဲကိုနောက်ထပ်စီနှစ်စွန်းထပ်ပြီးတော့မှထည့်ပါမယ်နော်စောစောကရည်နွေးနဲ့ထွတ်ထားတဲ့အနှစ်ကလေးကိုကျွန်တော်တို့အရင်ဆုံးစီတက်ပေးပါမယ်နော်ဒီမှာအနှစ်မူတာတဲ့ပိုင်းထဲစောစောကစီးထားတဲ့ညစ်ချင်လေးထည့်ပါမယ်နော်သင်ကိုပဲကျွန်တော်တို့ဒါလေးနဲ့ဆက်ပြီးကြော်ပါမယ်သမင်းကြော်တပွဲစာဆိုရင်ဒီလိုမျိုးပကံတုံးတစ်လုံးထည့်မှာပေါ့နော်ဒါလေးထည့်ပါမယ်ဒါလေးကိုနှံ့သွားအောင်ကျွန်တော်တို့ဆက်ပြီးတော့မှကြော်ပါမယ်နော်ဒီမှာသမင်းကြော်ဆင်းနေသလိုရှိရင်စောစောကကျွန်တော်တို့ကြော်ထားတဲ့ကြက်ဥကြော်လေးကိုကျွန်တော်တို့ပြန်ထည့်ပါမယ်နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ရွှေနန်းဆောင်နန်းတွင်းရတာဆွဲစုံသုံးခင်းချက်မုံနဲ့ကြော်ထားတဲ့ညစ်ချင်ထမင်းကြော်လေးရပါပြီညစ်ချင်ထမင်းကြော်နဲ့စားဖို့ဆိုလို့ချင်းကျွန်တော်တို့ငါးမုံလေးတွေကိုထည့်ပြီးတော့မှကြော်ပါမယ်ညစ်ချင်ထမင်းကြော်နဲ့စားဖို့လို့ရှိရင်ကြက်ဥလေးလေးကြော်ပါမယ်နော်โอเคဒီမှာကြက်ဥကြော်လေးပေါ့နော်ဒါထမင်းကြော်နဲ့စားဖို့ဒီမှာလို့ရှိရင်ဘုတ်ကြောင်ကြော်ဖို့ဆိုလို့ရှိရင်ရေလေးနဲ့ထည့်ပါမယ်ကျွတ်ကြော်သဘောမျိုးပေါ့နော်ရေလေးခမ်းပြီးတော့မှသူကဘုတ်ကြောင်ဖက်တဲ့စီလေးနဲ့ကျွန်တော်တို့ကဟိုမှကြော်တာပါဒီမှာဘုတ်ကြောင်ကြော်လေးတွေကျွန်တော်တို့ပြရပါမယ်နော်ကဲဒါလေးကတော့ကျွန်တော်တို့ရောင်းနှန်းဝင်ညှစ်ချင်ထမင်းကြော်ကိုပွဲပြင်တဲ့နည်းလေးပေါ့နော်ကဲဘာတွေထည့်ရမလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာဆန်ဆန်ငါးမုံကြော်လေးထည့်ပါမယ်ဆိုတော့ကြော်ထားတဲ့ကြက်ဥကြော်လေးထည့်ပါမယ်လို့ရှိရင်ကျွန်တော်တို့ဗာထည့်နေလဲဆိုလို့ရှိရင်ဝဲဥကြောင်ကြော်လေးထည့်ပါမယ်နော်အဲဒါလို့ရှိရင်ရွှေနန်းဆောင်နန်းတွင်းရတာဆွဲစုံဟင်းချက်မုံနဲ့ကျွန်တော်တို့ကြော်ထားတဲ့မြစ်ချင်ထမင်းကြော်လေးရပါပြီဒါကတော့ကျွန်တော်စောစောကြော်ပြပေးခဲ့တဲ့မြစ်ချင်ထမင်းကြော်ပေါ့နော်ဒါလို့ရှိရင်ကျွန်တော်ဘာကိုသုံးထားတဲ့ဆိုလို့ရှိရင်A1 family မိသားစုထုတ်ထားတဲ့ရွှေနန်းဆောင်နန်းတွင်းရတာဆွဲစုံဟင်းချက်မုံလေးနဲ့ကြော်ထားဖြစ်ပါတယ်နော်ကဲဒါလေးကိုကျွန်တော်စပြီးတော့မှစားကြည့်ပါမယ်ဘိတ်ချင်နေဆိုတော့အရန်လေးမှလိုက်ပါတယ်အဲကြတော့ဒီလိုမျိုးကျွန်တော်တို့အခုကြော်ထားသလိုမျိုးကြက်ဥကြော်နဲ့ပဲစားမလားဒါလို့ရှိရင်ကြိုက်တဲ့ကျွန်တော်တို့အရန်ဟင်းလေးနဲ့စားလို့ရပါတယ်နော်ပြတာပုတ်ဒီနော်အိမ်မှာရွှေနန်းဆောင်နန်းတွင်းရတာဆွေစုံသုံးခင်းချက်မုံကိုဆောင်ထားလို့ရှိရင်ခင်းမချက်တဲ့တောင်မှအကြမ်းရှိရှိစားနိုင်ပါ යි ခင်ဗျာ